လူဆိုတာကြာကြာပေါင်းမှအကြောင်းသိတယ်ကြာကြာပေါင်းကြည့်မှသူ့ရဲ့ကိုယ်ချင်းတရားတွေကိုကိုယ်သိနိုင်တယ်လို့ဆိုမသိနိုင်ဘူးတဲ့ဒါကြောင့်လူလောကတွေကနေခွာရှောင်ပြီးတော့တောတောင်တွေထဲမှာနေထိုင်ကြတယ်တချို့ယသိသူတော်စင်နေဆိုတာလူချားတဲ့သွားရမှာအလွန်ကြောက်တယ်ဘာလို့ကြောက်တုံးဆိုလူဆိုတဲ့လူတွေဟာကောက်ကျစ်တယ်မယိုးဖြောင်းကြဘူးကောက်ကျစ်တယ်အဲ့ဒါကြောင့်မလို့လူလောကထဲမှာလူတော်လူကောင်းဆိုတာရှားဖွေပြီးတော့ကောင်းတဲ့ဆက်ဆံမှုတော်တော်ကိုခဲရင်တယ်လို့ဆိုပြီးဒီ50ဇတ်တွေထဲမှာ435ခုမြောက်ဟလိဋ္ဌိကာကဆိုတဲ့ဇာတ်ကလေးတစ်ခုမှတ်သားစရာအလွန်ကောင်းတယ်တာဖနှစ်ယောက်ဟာတောမှာနေကြတာယသိအဖေလုံးတဲ့သူကယသိဟောတော့သားကလေးကလည်းယသိလေးလိုက်ဝပြီးတောမှာနေကြတနေ့ကြတဲ့အခါအဖေလုံးတဲ့ယသိကတောထဲမှာတတိဝလံရှာကြံသွားတော့သားလုံးတဲ့ယသိစီကအမျိုးသမီးတစ်ယောက်ကလာပြီးတော့တောထဲမှာရောက်လာတဲ့အမျိုးသမီးတစ်ယောက်ထင်းခွေပဲဟင်းရခုပေါ့လာပြီးတော့ယသိလေးကိုလူအကြောင်းတွေကိုပြောသွားတယ်ခါယသိလေးကစိတ်ဝင်စားတယ်လူပြည်လူတွေဟာပြောစရာကောင်းတယ်ဆိုတော့စိတ်ပါသွားတယ်သူကတောထဲမှာနေတာကြတော့လူအကြောင်းသိမသိအဲ့ဒါလို့ပြောတော့စိတ်ဝင်စားဖေလို့တဲ့ယသိကြီးကတော့ဒါတွေနောချေပြီးသားဖြစ်တယ်လူအကြောင်းကောင်းကောင်းသိအဲ့တော့သူကပြေးပြီးတော့လူအတိုင်းဝိုင်းတွေကိုသွားချင်နေချင်သူ့ဖေလာတဲ့အခါကျတော့အဲ့အကြောင်းပြောတာသူဟာတောထဲမှာမပြောဘူးလူတွေရဲ့အတိုင်းဝိုင်းထဲမှာသွားနေမယ်ဆိုသူ့ဖေကိုသူကပြောတော့အရိညာခာမမာကမကိဉ္တိလံကိဉ္ဝတံအဟံပုရိတံတာတသေဝေယံတမေအခါဟိပုစိတောသူတောထဲမှာမပြောဘူးတဲ့လူတွေရဲ့အတိုင်းဝိုင်းနဲ့သွားခြင်းတယ်အဲ့လိုသွားတဲ့အခါမှာလူအကြောင်းသူကောင်းကောင်းမသိဘူးတဲ့ဘယ်လိုအကျင့်သီလရှိပြီးဘယ်လိုစရိုက်ရှိတဲ့စရိုက်ကောင်းတဲ့ပုဂ္ဂိုလ်မျိုးဘယ်လိုအနေထိုင်ရှိတဲ့ပုဂ္ဂိုလ်မျိုးသူပေါင်းရမှာလဲတဲ့ဘယ်သူတွေနဲ့ပေါင်းတဲ့ဆက်ဆံရမလဲအဲ့ဒါကိုပြောပါဆုံးမပြောကြပါလို့သူ့ဖေကိုပြောတဲ့အခါကျတော့အဖေလို့တဲ့ယသိကြီးက